မဲ့မင်္ဂလာပါဒီနေ့မှာကတော့လေလာကင်ပြဆိုလေလာနဲ့ကျန်းထားတဲ့ပွဲလေးတောင်းကိုပြောပြမယ်ကဲစကားတွေအများကြီးပြောတော့ငါဘယ်လောက်တောင်အတဲပေါက်ခဲ့လဲဆိုတော့မင်းတို့ပဲကြည့်လိုက်တော့ဒီပွဲမှာဘယ်လောက်တောင်လုပ်ပေးထားလဲဆိုတော့မင်းတို့မြင်တဲ့အတိုင်းပဲကွာ total game 60မှာငါ39កောင်ထီကိုတက်ပေးထားတယ်ကွာဒီမှာဆိုရင်ဟိုဘက်ကနီကတော့အာလီဘိုင်းတွေကငါ့ကိုလိုက်ပြီးတော့အတင်းနေလိုက်လို့တာကွာအာလီဘိုင်းမှာလေလာနဲ့ Brody ဆိုတော့စကားတွေအများကြီးပြောစရာမလိုဘူးကွာပြီးတော့ငါ inspire နဲ့ဆိုရင် easily ဖြဲလို့ရတယ်ကွာဒါပေမဲ့ဖြစ်နေတာတခုကငါဖုံကအရန်ကို hit တက်ပြီးတော့ထင်ငေါ့နေတယ်နောက်တစ်ချိန်မှာဆိုလဲမင်းတို့မြင်တဲ့အတိုင်းပဲကွာ flacker ကြီးနဲ့ဝင်ပြီးတော့အတင်းနေလိုက်ကန်ကျင်တာဒါတောင်မှဂူးရှင်းအောင်အဖော်ခေါ်လာရဲ့တူပါဒါနဲ့တည်းမပြီးသေးဘူးတစ်မျိုးလုံး30လုံး raw နေပါရောက်ခဲ့တော့ငါလိမ့်ကိုအလောက်တောင်မှအတင်းနေဖြစ်ပြီးတော့ငါ့ကိုကန်ကျင်နေလဲဆိုရင်ကြည့်လိုက်တော့ဂူးရှင်းကတာဝါထဲကိုဝင်ပြီးတော့လှုပ်တာဒါနဲ့တည်းမပြီးသေးဘူးနောက်ကနေကတော့ကလည်း flacker နဲ့ဝင်ပြီးတော့ငါ့ကိုလှုပ်ချင်တာလောက်တောင်ဖြစ်နေတဲ့ကောင်ငါလဲအာတီကောက်ကျွေးပေးလိုက်တယ်ဘယ်ဒီဇိုင်နေရတွေ့လို့ follow လိုက်ရှင်ပေမဲ့ဖုန်းကမရဘူးလုံးဝထင်ငေါ့နေရပဲစိတ်ရှိလက်ရှိတိုင်းနဲ့လောက်ရရင်တော့ပြေးပြီးတော့ကတ်ထားကျင်တော့တယ်ဒီဖုန်းကိုအတန်းနိုင်ဆုံးတော့ထိမ့်ပြီးတော့ဆော့ခဲ့တယ်ဆိုပေမဲ့ဘိုးဘက်ကပါလာတဲ့ gaming နဲ့ Hanabi ကလင်လူနေကြတယ်ဒီခွေးမနှကောင်ကတယောက်နဲ့တယောက်က carry မရှိမနဲ့မင်းတင်ကားတဲလုံနေကြတော့အဲ့အနေနဲ့မင်းတို့ပဲစဉ်းစားကြည့်လိုက်တော့ဖုန်းက hit တက်လို့ပူတာတစ်မျိုးရေးမပါတဲ့သူတို့ကတစ်မျိုးဆိုတော့ဘက်က drop back တွေကလည်းတီးတဲ့အတိုင်းပဲ leg game hero တွေကြီးပဲဒီမှာစမ်းဆိုလို့ရှိရင်လည်းအပေါ်လင်းအောက်လင်းတာဝါလိုက်ပြီးတော့ခိုးချိုးနေတာစမ်းတက်ကောင်နဲ့ပွဲကတော်တော်နောက်နေပြီငါတို့ဘက်မှာပါလာတာ massman 3ကောင်ဆိုတော့သူတို့ဘက်ကတော့အပျော်ကြီးကိုဘက်က hyper ဆိုတာလည်းပါယုံတက်တက်ပဲဘာတုံးစားလို့မရဘူးဒီကြားထဲမှာဒီမအေဘေးလေးတာစကားများပြီးလင်လူနေကြတာဆိုတာလည်းငါစောက်တဲ့တဏ္ဍာနဲ့ငါဖြစ်နေတယ်ဘာပဲဖြစ်နေငါဒါမဲ့ရမ်းထွက်နေတော့ဟိုဘက်ကလုံးဝမခံစားနိုင်ကြဘူးအဲ့တိုင်းနဲ့ဆိုတာလည်းချိန်ပြီးစော့လိုက်ရတာပြောမနေနဲ့တော့ဒီမှာဆိုရင်ငါ base ထဲမှာလမ်းရှင်းနေတာကိုစမ်းကငါ့ကိုတာဝါလေးတွေဝင်ချက်ကိုနှိပ်ပေမဲ့ဘလို့မှနှိပ်လို့မရဘူးငါထင်ငေါ့နေတော့ကေးရမပေးချင်မပေးလိုက်ရအဲ့တိုင်းတွေကလည်းချိန်စော့ပေးရတယ်ပွဲကလည်းကြာလာပြီဆိုတော့လေခင်ရောက်လာတဲ့နဲ့အများတည့်ရတိုင်းဟိုဘက်ကစမ်းကလည်းဓာမိတ်တွေကပါလာပြီတင်းဆိုလို့ရှိရင်လည်းမာတောင်တက်နေရပဲငါဘလို့မှထုံမဖောက်နိုင်ဘူးဖြစ်နေအဲ့တင်ကိုတွေးချိုးတာတွေကောက်ဆက်လို့ရှိရင်လည်းစမ်းတော့ကဘာမှမဟုတ်ဘူးဖြစ်နေဘယ်တွေဆိုင်မဲ့ဆိုရင်တည့်ရတိုင်းပဲဒီမြောက်မျိုးမြောက်တွေရမြောက်တင်မြောက်ကြံနဲ့အနောက်ကနေဝင်ပြီးတော့ငါတို့ massman တွေကိုနှက်လိုက်တော့ဓာမိတ်တွေကထွက်ပြီးတော့ဘလောက်ပဲကျန်းနေပါစေငါဖုံးကစုပ်ပြတ်တက်နေတော့နောက်ဆုံးမှာတော့အရှုံးပေးလိုက်ရတယ်ငါလည်းအကောင်းဆုံး defend မို့လုပ်ခဲ့ပေမဲ့9ယောက်တယောက်အနေထားမှာဆိုရင်တော့ငါလည်းဘာမှမတတ်နိုင်ခဲ့ဘူးတော်တော်လေးကိုအတဲပေါက်ခဲ့ရပါတယ်အကယ်လို့ဒါဒီပွဲမှာငါဖုံးတာဟိမတက်ခဲ့ရင်ဒီပွဲကလုံးဝပြောင်းပြန်ဖြစ်သွားနိုင်တယ်ကဲဘလို့ပဲဖြစ်ဖြစ်အကောင်းဆုံးဆော့ခဲ့တာမို့ရှုံးလို့ရှိရင်လည်းကျေနပ်ပါတယ်ဒါနဲ့ gameplay video လေးအမြဲတက်ဆက်ပေးမှာမို့ channel လေးကို follow လေးနဲ့ကူညီပေးလို့ရပါတယ်ဗျာကဲနောက် video တွေမှာပြန်ဆုံကြမယ်ဗျာအားလုံးပဲပကာ